ကဲအခုကတော့9လပိုင်းတစ်လစာစနေသားသမီးများအတွက်တဲတော့ဟော်ဂိန်းလေးဖြစ်ပါတယ်ကျွန်မကတော့ဂမရဆိုင်ကဆမစင်လိုင်းနေဖြစ်ပါတယ်ရှင်ကဲ9လပိုင်းမှာတဲ့နော်စနေသားသမီးများကျမရင်းနဲ့ပတ်သက်ပြီးအနာဟောင်းယောဂအောင်လေးပေါ်တတ်တဲ့ဂူးဆိုင်ပါအရေးပြားနဲ့ပတ်သက်တာအခုပိတ်လေးတွေထွက်တာမျိုးလေးတွေဖြစ်တဲ့နော်အဲ့ဒါလေးအနေငယ်ဂူးဆိုင်ဖို့လိုတယ်တဲ့အချိန်နဲ့ပတ်သက်ပြီးတော့အထူးကံကောင်းတဲ့အချိန်ကာလပါတဲ့ပျော်ရွှင်ရမယ့်အချိန်ကာလမျိုးဖြစ်နေတတ်တဲ့အဲ့တော့နိုင်ခီးတော့ရှောင်ရမယ်နော်တင်းကြိုင်မြင်နေလို့မရဘူးနိုင်ခီးလေးတော့ရှောင်ပေးရမယ်တဲ့ကိုနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာကိုကိုလာပြီးတော့တိုင်ပင်နေတာမျိုးကြုံတွေ့ရတယ်အဲ့တော့သူများပြဿနာကိုကိုပြဿနာဖြစ်နေရတဲ့နော်ကိုကလိုက်ပြီးတော့အာမခံတဲ့အလုပ်မျိုးတွေဒီတလတာကာလအတွင်းမှာရှောင်ပေးရပါမယ်တဲ့ဝေကြီးစီးပွားနဲ့ပတ်သက်လာရင်တော့တိုးတက်မယ်အဆင်ပြေမယ်အပြောင်းလဲတွေကြုံမယ်အခုလက်ပိတ်နေတယ်ဆိုရင်တော့မှဒီတလတာကာလအတွင်းမှာလက်လာပါတယ်ပွင့်လန်းပြီးအဆင်ပြေလာမျိုးတွေ့ရတယ်တွေ့ရပါလိမ့်မယ်နော်အဲ့တော့အပင်ကြီးအကောင်းဆုံးကတော့ညောင်မင်ပေါ့ညောင်မင်မှာမိမိအခက်အခဲကိစ္စရှိတယ်ဆိုလို့ရှိရင်ညောင်မင်မှာမနက်အစောဖြစ်နိုင်တော့9ခွဲ6ပုံမိုးမလင်းခင်ပေါ့နော်အဲ့ဒီကိုသွားပြီးတော့မှ3ရက်ဆက်တိုင်းထီးပူဆိုင်ရမယ်ထီးပူဆိုင်တဲ့အခါမှာညောင်မင်သားရုပ်စိုးဘူးကြီးကိုတိုင်တယ်ပြီးတော့မှ3ရက်ဆိုင်ပြီးပါမိမိရဲ့စီးပွားရေးအခက်အခဲတွေပြေလည်ဖို့ဆူတောင်းပါချက်ချင်းပြေပါတယ်နော်ဆူတောင်းချက်ချင်းပြေပါတယ်မြေတားရင်းနဲ့ပတ်သက်လာရင်တော့အိမ်တိုင်းမှာစိတ်ပင်ပန်းရတဲ့အိမ်မှာရှိတဲ့မိသားစုတွေနဲ့တယောက်ပြီးတယောက်နဲ့ကိုယ်နဲ့မတည့်တာမျိုးဖြစ်နေတဲ့ဒီတယောက်ပြီးဟိုတယောက်ပြန်ဟိုတယောက်ပြီးဒီတယောက်ပြန်အဲ့လိုမျိုးတွေဖြစ်နေတဲ့ဒါကြောင့်မလို့မိမိအိမ်ဖျားတောက်တော်ရည်ကိုကိုယ်တိုင်ကက်လူပါကိုယ်တိုင်လူတန်းပြီးတော့မှဆူတောင်းပါနော်ခုနကငွေကြေးကိစ္စစီးပွားရေးအတွက်ဆိုရင်တော့ညောင်ပြီးယုံစိုးရည်တရားလေးကိုပြုလုပ်ပေးပါအဆင်ပြေသွားပါလိမ့်အိမ်ဝင်လန်းလေးအိမ်ရှိကိုလမ်းတာအောင်လုပ်ပေးပါမိမိအိမ်မှာပေါ့နော်အိမ်ပတ်ဝန်းကျင်မှာဟလာအခေါ်နမိတ်ကောင်းတဲ့ဥမာရွှေလာငွေလာတို့ဒီပေါက်ပင်တို့အဲ့လိုမျိုးတွေပေါ့အဲ့ဒီဟာတွေကိုများစိုက်ထားပေးပါဒီတလတာအတွင်းမှာကံကောင်းမှုတွေရရှိပါလိမ့်မယ်လက်ကီးနံပါတ်အနေနဲ့က3-9နှစ်တွေအကျိုးပေးပြီးတော့အရာအနေနဲ့ကအနက်နက်ပြအပြာနုအစိမ့်လေးတွေအကျိုးပေးနေပါတယ်ရှင်ကဲမိတ်ဆွေများအားလုံးကံကောင်းကြပါ